နိုဘယ်ဒီနေ့မှာတော့ပြောစရာရှိရပေါ့နော်ဆွမ်းနာလည်းမနေ့တုန်းကလည်းနိုဘယ်တင်ပြီးပါပြီ 2MA လို့ရမလားဆိုတော့ comment ထဲမှာဘာမှမရေးထားကြဘူးပေါ့နော်အဲ့ဒါကြောင့်မို့နိုဘယ်ကလုံးရမှာလားမလုံးရဘူးလားဆိုတော့ပြောပြကြပါပေါ့နော်လုံးရမယ်ဆိုမှလုံးရမယ်လူ10ယောက်ပြောမှနိုဘယ်ကလုတ်ပေးမှာပဲဖြစ်ပါတယ်ပြီးသွားလို့ရှိရင်အောက်မှာမှန်ခဲ့ရမှာပေါ့နော်မှန်ပြီးတော့လူ10ယောက်ပြောမှနိုဘယ်ကလုတ်ပေးမှာပဲဖြစ်ပါတယ်10ယောက်မဟုတ်ဘဲနဲ့အယောက်25ယောက်လည်းရပါတယ်နိုဘယ်ကပုံများလေပုံကောင်းလေပေါ့နော်ပုံများလေပုံကြိုက်တယ်ပါအခုဟာတယောက်သေးနဲ့ကွာတယောက်သေးနဲ့စကားပြောနေလူတယောက်သေးနဲ့ကိုနိုဘယ်ကအခောက်နိုဘယ်လေးပြန်အားပြန်ထားတဲ့အတွက်အဲ့ဒါကြောင့်မို့ကွန်မန့်ကများနေတာအဲ့ဒါကြောင့်ဒီဗီဒီယိုမှာမဆိုင်လို့ရှိရင်တော့ပြောပေးကြပါနဲ့လို့ပြောချင်ပါတယ်မဆိုင်တဲ့ဥစ္စာတွေမပြောဘဲနဲ့နိုဘယ်ကိုဒီကွန်မန့်အောက်မှာပေါ့နော် 2NA လို့ပြီးပါပြောလို့ရှိရင်လုပ်ပြီးပါပြောပြီးွားရင်ဘာမေးချင်တဲ့ဥစ္စာမေးပြီးမှတော့မှနိုဘယ်ကဖြေပြီးလို့ရမှာပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မို့ပါနိုဘယ်ကိုလည်းအားပေးပါအောင်အဲ့ကိုနီဆိုတဲ့ညီမလေးကသူ့ရဲ့သူပြောထားတဲ့ School video တွေတင်နေတဲ့အကောင့်လေးတက်ရှိပါတယ်အဲ့အကောင့်လေးကိုလည်းသူကအပ်ပေးကြပါနိုဘယ်တောင်းဆိုချင်ပါတယ်သူအကောင့်လေးဟိုပါ subscribe လုပ်လိုက်ပါOkay ဒီနေ့ဗီဒီယိုဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်အဆောင်နဲ့အဆုံးထိကြည့်ပြီးရလူတယောက်ချင်းစီတိုင်းအောင်လည်းကျေးဇူးအထူးတင်ရှိပါတယ်အဲ့ဒါကြောင့်မို့ 2NA လုပ်ပေးရမှာလားမလုပ်ပေးရဘူးလားဆိုတာကိုအယောက်10ယောက်တော့မဟုတ်15ယောက်ပြောပေးရပါတယ်15ယောက်10ယောက်ကအနည်းဆုံးပါအများကြီးပို့သွားလဲဘာမှဖြစ်ပါဘူးရှင်အဲ့တော့တဒါအာပီပြန်ပေးရအောင်အာပီပြန်ပေးဖို့ရလို့ပဲနောက်ပိုင်းဆိုရှင်ခက်ခဲတော့မှာပါအဲ့ဒါကြောင့်မို့အသေးလေးပဲပြီးတော့ပါမယ် Okay thank you subscribe like and subscribe comment